မင်္ဂလာပါကျွန်တော်နာမည်ကတော့ K Crab ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Survivor ဆော့မှာမဟုတ်ပါဘူးခင်ဗျာဒါပေမဲ့ကျွန်တော်နည်းနည်းဖြင့်ရကြည့်ပါဟေ့ဒါပဲလေကျွန်တော်တို့ဒါ TikTok ပေါ်မှာလည်းနာမည်ကြီးရပါတော့ကြက်တွေအများကြီးထွက်ပြီးတော့မှ free ဆိုဖြာထွက်သွားပါကျွန်တော်အကယ်လို့ထစ်သွားလို့ဆိုရင်တော့ကျွန်တော်ဒါကိုမြန်ပြန်ပိတ်လိုက်ပါမယ်ပို့လို့ဆိုရင်ဖုန်းထဲကနေလေထွက်လိုက်ပါမယ်ခင်ဗျာအဲ့တော့ဗီဒီယိုလေးစလိုက်ကြရအောင် let's go yo okay sim baby 1 2 3 whoa oh shit no 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 မဖြစ်နေပြီလေ no ui oh shit oh my god ကြက်ဒီအများကြီးပဲတော်ရဖုံးမပြကျွန်တော်ဒါနည်းနည်းဖြင့်ရမ်းကြည့်အောင် okay အဲ့တော့ကျွန်တော်ဒါနည်းနည်းဖြင့်ရလာပါ okay အဲ့တော့ကျွန်တော်ဒါဒီကြက်တွေကိုပြန်သိမ်းမယ်မော့စွမ်းနေနဲ့ပြန်ပြောက်စီခဏလေးပါ okay ပကံ keyboard okay မြင်းဆောင် KILL kill AE okay ကြက်တွေအကုန်သေးစေ oh my god ကြက်တွေတီးသွားပြီခင်ဗျ okay ကြက်သားတွေရတော့မယ် let's go ကြက်သားပဲတော့ရောင်းလိုက်တော့မယ်စီးပွားအရင်မရှိတယ်ဗျ okay ကြက်သားတွေရမယ်ကြက်သားတွေခဏလေးပါဗျ okay မကြည့်ရောကြက်သားစားကြမလားပြိတက်သူကြက်သားများများစားပါကိုခံအားကောင်းလို့ပါခင်ဗျအဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share subscribe လေးနဲ့ကူညီပေးကြပါခင်ဗျအဲ့တော့ bye bye